ဂျပန်နိုင်ငံသားတိုင်ရာကိုအရှက်တစ်ခွဲအလဲထိုးပြီးကဘာကြီးကိုကင်လုံးလိုက်တဲ့ချန်ပီယံအစ်ဂျော်ရှူဝါဘန်ပွဲမနိုင်ခင်မှာချန်ပီယံအသစ်ကတိုင်ရာဖြစ်လိုက်မယ်ဆိုပြီးအားလုံးကထင်ချင်းပေးနေကြသလိုနေရာတိုင်းမှာတိုင်ရာပဲနိုင်လိုက်မယ်ဆိုတဲ့စကားတွေပဲပက်တင်ထက်နေတာပါနောက်ဆုံး UFC ကိုယ်တိုင်ကစတိုင်ရာကိုပဲဦးစားပေးဖော်ပြတဲ့အထိဗတ်လိုက်ခဲ့တာပါချန်ပီယံအတုဆိုပြီးလောင်ပြောင်နေကြတဲ့တစ်ဖက်ပိတ်ပြိသက်တွေလည်းငြိမ်ချသွားပါပြီမိဖို့အရင်နဲ့ညှိလိုက်သလိုပါပဲရှားဆိုတဲ့အတန်တောင်ထွက်မလာနိုင်တော့ပါဘူးအရာအလုံးကတိတ်ဆိတ်သွားလိုက်တာချန်ပီယံဘန်အတွက်ကဘာကြီးကဂုံပြူပေးတဲ့အနေနဲ့ခိတ္တရက်တန့်ပေးလိုက်တယ်လို့ပါပဲဒီလိုငြိမ်သက်မှုတွေနဲ့အစားထိုးဝင်ရောက်လာတဲ့အရာကမြန်မာပရိသတ်တွေရဲ့အောင်ပွဲခံမှုကြီးပါပဲအခုချိန်မှာအပျော်ဆုံးကမြန်မာပရိသတ်တွေကလွဲပြီးမရှိတော့ပါဘူးဒါဘာနဲ့မှဖော်ပြလို့မရသလိုဘလို့အရာနဲ့မှအစားထိုးမရတဲ့နှလုံးသားကလာတဲ့ရှားမျိုးမီမသိတဲ့အရာပါပထမအချိန်မှာဘန်ဟာတိုင်ယာရဲ့လဲချောင်းမှုတွေကိုခံခဲ့ရပြီးအနေငယ်ရုပ်ကန်ခဲ့ရပါတယ်ဒုတိယအချိန်မှာတော့ဘန်ဟာဖွင့်ထိုးလာပြီးတိုင်ယာကိုသူ့ရဲ့နာမည်ကျော်လက်သီးနဲ့အချက်ပေါင်းများစွာထိုးနိုင်ခဲ့ပါတယ်ဒီအချိန်မှာအလဲထိုးနိုင်တဲ့လက်သီးတွေထိုးနိုင်ခဲ့ပေမဲ့တိုင်ယာအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်ဒုတိယအချီကတိုင်ယာရဲ့မျက်နှာကိုရောင်ကိုင်းတဲ့အထိဂျော်ဂျူဝါဘန်လုံးနိုင်ခဲ့ပါတယ်တတိယအချီရောက်မှာတော့တိုင်ယာကိုအလက်ထိုးလူနီးပါဖြစ်ပြီးနိုင်ပြီလို့တော့တပတ်ထားရကနေတိုင်ယာရဲ့ခံနိုင်ရအမခဲရှိကြောင်ပြသသွားပါတယ်၆တဲ့အချီရောက်မှာတော့တိုင်ယာဟာနည်းနည်းပြန်มา